မင်္ဂလာပါရှင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တုတနဲ့ဖုန်းအန်နေတုတရေတုတပြန်တူးတယ်မကြားရသဖြင့်အိမ်ငန်းနဲ့ထိမမဝင်လာခဲ့လိုက်သည်တာတုတဖုန်းကိုဘာလို့အဲ့လောက်ကြည့်နေရတာလဲမမဘာပြောထားလဲတုတကစိတ်မရှိသလိုအတန်နဲ့မမရဲ့ကြောင်းပိတ်ရလေးစော့တာကိုတားတငယ်ရင်းနေဆိုအများကြီးကြော်တက်ကုန်ပြီတာကြောင်းပိတ်ရဆိုရင်ကြောင်းဖွင့်ရလဲကြောင်းပြန်လာရင်တောင်းစော်တယ်ကျောင်းမရလည်းကလေးပြီးပြင်ထွက်စော်တာမရှိခိုင်းတဲ့ဂိမ်းမဲ့နှိမ့်နေရဒီပုံစံနဲ့မျိုးလုံးပြက်လိုက်မယ်မမကလည်းတာ12နှစ်ရှိပါပြီကလေးဖောက်စားလေးလို့မျိုးလုံးပြက်မဲ့ရောတော့ဟုတ်ပါဘူးဗျာမမတယောက်ပွားစီရေယူရင်အခန်းထဲကထွက်သွားတဲ့တပြိုင်နက်မောင်တုတတို့ဂိမ်းတန်းစောရတာပါပဲဟေးနိုင်မီ6လခန့်ကြာတော့မမရေတာအန်ချင်နဲ့အစာမကြည့်လို့နေမယ်တော့တိုင်ရင်တော့မဟုတ်ဘူးမမအမြဲအန်ချင်နေရခဏရှိနေပြီဟေးစားလက်ဖတ်တော့ပကံကိုချပြီးလာစိတ်ကန်းသွားမယ်တုတလက်ကိုဆွဲပြီးလက်ထက်ကစိတ်ကန်းကိုကြပြကတိရောက်လာခဲ့ရတယ်စိတ်ကန်းသွားတဲ့လမ်းမှာတော့သူကအန်နေတယ်ဆရာဝန်ကအမသာစခရင်တိုင်းများသလားဟုတ်များပါတယ်တားမျက်နှာကြီးတော့ဖြူရော့နေပြီဒါဆိုကလေးကအာရုံကြောတစ်ခုဖြစ်တယ်ထင်တယ်ကလေးအုံနောက်အာရုံကြောပြလို့ရတဲ့စေယုံကိုတစ်ချက်သွားပါနော်ရှင်ဟုတ်ဆရာဝန်ကိုနှုတ်တော်မဆက်နိုင်ပဲငွေရှင်းမိခွတ်တုတ်ထွက်လာခဲ့မိရဲ့ဖာတဆူသားလေးမို့အဖော်ကားလည်းမရှိလို့အလိုလိုက်မိတာမှားပြီးဆိုပြီးတွေးမိရနဲ့မျက်ရည်ကဝဲတက်လာတယ်တားကလည်းမအေးဆွဲရနောက်ကိုမတက်မတာပါလာရတယ်အိမ်ရောက်တော့တားတုတခဏထိုင်နော်မမအဝတ်တွေသွားထည့်အောင်မယ်ရေဘူးသွားယူသားဖုန်းမှာထည့်လာခဲ့မမနဲ့စေးုံသွားကလေးကိုအလိုလိုက်မိလို့ဒုက္ခတွေ့တာကိုမျက်မြင်ခံစားလိုက်ရမှရလာတဲ့နောင်တာကပြုံးပြထအောင်ပါပဲတကယ်ကိုပဲသားကအုံနောက်သွေးကြောတွေရောင်ရမ်းနေပါပြီတခြားကုသပြီးဆေးရုံမှာရက်20လောက်တက်ခဲ့ပြီးမှပြန်လာရတယ်တုတ္တာရီကြောင်းတစ်နှစ်နားလိုက်ရပါပြီဒီထက်ဆိုးမလာခင်သားကိုအရင်ကထက်ကျူးဆိုင်ဖို့မမစူးစမ်းရပါတော့မယ်ကလေးအတွက်ပတ်စံရှာပေးကြလဲလိုအပ်တယ်လို့သူတို့လမ်းမရောက်မဲ့အရာတွေကိုလည်းပေါ့မတွေးပဲကိုကထင်းချောင်းပေးရမယ်ဆိုတဲ့သင်ခန်းစာတစ်ခုကိုတော့ဘွားနဲ့ရှင်ပြီးရသွားပါတော့တယ်။တသားမီးတို့တွေလည်းဖုန်းကိုတအားမကြည့်ရအောင်နော်